Hello ဟုတ်ကဲ့ညီမအခုပြောပြမယ့်ဥစ္စာလေးကတော့အိန္ဒိယနိုင်ငံမှာအိန္ဒိယနိုင်ငံတောင်ပိုင်းချနိုင်းမြို့မှာသမင်နဲ့တူအဲ့မှာသွားပြီးတော့ကြောက်ကပ်အစားထိုးနေတဲ့အကြောင်းအရာလေးကိုပြောပြတာပေါ့နော်အချိန်အတွင်းအဖြစ်တော့3လကျော်ကြာပါတယ်ညီမတို့ကသွေးမတူတဲ့အတွက်ပို့ပြီးခက်ခဲရှိပါတယ်အခုပြောပြမယ့် blog လေးကတော့သွားတဲ့အခါကျရင်ယူသွားရမယ့်အစားအသောက်တွေကိုညီမတစ်ချက်ပြောပြချင်ပါတယ်အစားအသောက်တွေကညီမပြောချင်တာကအစားအသောက်ကကြတော့ဘယ်လိုပြောရမလဲနော်အိန္ဒိယအစားအစာခဏတစ်ခါပဲစားနိုင်ပါလေအမြဲတမ်းတော့စားနိုင်မှာမဟုတ်ဘူးဆိုတော့လေအဲ့ဒါတခုတော့ရှိတာပေါ့နော်ဒီကနေယူသွားမယ့်ဥစ္စာကအချိုမှုတ်ကိုသုံးတတ်တဲ့ဥစ္စာပေါ့နော်အချိုမှုတ်ထည့်သွားမယ်မစားစာအကုန်လုံးဖြစ်နိုင်တော့လက်ကစ်တစ်လုံးနောက်ထပ်8နဲ့7ကီလိုလောက်တည်လို့ရတယ်ဆို7ကီလိုတအိတ်လောက်တည်ပြီးလက်ကစ်တစ်လုံးတော့မြန်မာအစားအစာတွေပဲအကုန်လုံးကိုထည့်သွားပါအိန္ဒိယရဲ့အစားအစာကြတော့ကိုနဲ့ကြတော့ဆက်ဟမ်းမှုမရှိတော့တိတ်ပြီးတော့စားတတ်မယ်ရှိပေါ့နော်ခဏတစ်ပြုတ်တော့စားတတ်မှာပေါ့အမြဲတမ်းကြာညီးငွေတယ်အခုဆိုညီမတို့ထည့်လာတဲ့အချိုမုတ်ထည့်လာတဲ့အသားမုတ်ထည့်လာတဲ့ပစ္စည်းတွေပြတ်သွားပြီ။ဘာကြောင့်ပြတ်သွားလဲဆိုတော့တစ်လကျော်လောက်တည်းပစ္စည်းတွေအကုန်လုံးပြတ်သွားတယ်အဲ့တော့ညီမတို့ကဘယ်လိုဖြစ်လဲဆိုတော့အခုအချိုမုတ်မရှိတော့အသားမုတ်မရှိတော့စားရတာအရန်ကိုခက်ခဲနေပြီလုံးဝဟိုနဲ့အပြင်အစားအစာ Chinese အစားအစာတွေကလည်းရှားတယ် Chinese ဆိုပေမဲ့ Chinese အစ်စ်တွေမဟုတ်ဘူးသူကဟိုဟိုနေဘလို့ကလားအစားအစာနဲ့အနည်းဆုံးတော့မဆလာရောတာပေါ့နော်အဲ့ဒီလိုမျိုးတော့ဖြစ်နေတာပေါ့အဲ့ဒါကြောင့်မို့ညီမပြောချင်တာကယူသွားမယ်ဆိုရင်ညီမအစားအစာကိုလက်ကစ်တစ်လုံးနဲ့7ကီလိုပုံစံမျိုးနဲ့ထည့်သွားပါလုံးဝပါနော်လုံးဝညီမပြောတာတကယ်လို့မင်းဖြစ်ရင်တော့ချက်စားမယ်အချိုမဟုတ်လုံးဝမရှိပါဘူးဒီမှာလုံးဝမရှိပါဘူးအချီနိုမိုတိုလို့ပြောပြီးစီတီမတ်တောင်ပိုင်းမျိုးတစ်ခုလုံးကိုကျမလေးပြစင်အောင်ဘတ်စကားနဲ့ရှောက်သွားပြီးတွေ့တဲ့နေရာစီတီမတ်တိုင်းမှာအချီနိုမိုတိုမဲတာလုံးဝမရအောင်ချစ်ကန်ပေါင်တာလည်းလုံးဝမရအောင်နော်လုံးဝစက်သားမဟုတ်လုံးဝမရပါဘူးချိုမဟုတ်လုံးဝမရပါဘူးနော်ငါပြရေလုံးဝမရပါဘူးပါမမရပါဘူးချိုမမရပါဘူးငပြရင်မရပါဘူးနောက်ပြီးတော့နော်ဟိုနေ soft တွေခယူစီတို့ဘာလို့လုံးဝမရပါဘူးနော်အဲ့လိုမျိုးအစားအစာမရပါဘူးအများဆုံးတော့ထည့်သွားတင်မယ်နော်ပေါ့နော်ဒီရောက်တော့အမှာအကုန်လုံးမလောက်ဟိုဒီလဲရောက်လဲအောင်မလောက်ငါရဖြစ်ပြီးတော့ညီမတို့လိုမျိုးဖြစ်မှာဆိုလို့ပါညီမတို့ဆိုလုံးဝမလောက်ငါဘူးမလောက်ငါတဲ့အတွက်ဘာဖြစ်သွားလဲဆိုတော့အခုနောက်ပိုင်းမှာခွဲစိတ်ခံနေကြမှာအခုမစားနိုင်မတောင်းနိုင်နေဖြစ်ကုန်ပြီအပြင်အစားအစာတွေစားတော့လဲဈေးကြည့်တယ်သူ့ပစ္စည်းသူ့အိမ်ကြီးအစားအစာတော့ဈေးသက်တာပေါ့နော်60အများဆုံးမိုင်ကုန်100ပဲရှိတယ်တရုတ်စားအစာဆိုမဲ့တရုတ်အစ်စ်မရဘူးမဆလာတော့အနည်းချင်းပါတယ်အဲ့ဒါတောင်မှ150နဲ့အထက်မှတရုတ်အစားအစာစားလို့ရတယ်ပေါ့နော်အဲ့ဒါတရုတ်အစားအစာလည်းနေရာတိုင်းမှာမရှိဘူးတရုတ်စားအတိအကျလည်းမလုပ်ပေးနိုင်ဘူးအနည်းချင်းလောက်ပဲတူတဲ့တရံလောက်ပဲဟိုဘာလို့ပြောမယ်ဆိုရင်မဆလာမှုန့်နေသွားတာပဲเนาะအဲ့ဒါပဲပြောရမှာပေါ့เนาะအဲ့လိုမျိုးပြောရမှာအဲ့လိုအစားအစာတွေပဲရှိပါတယ်ညီမပြောချင်တာကထည့်သွားပါလက်ကစ်တစ်လုံးအပြည့်7ကီလိုအပြည့်ထည့်သွားပါလုံးဝညီမတို့က3လကျော်ကြာတယ်လုံးဝမလောက်ပါဘူးတစ်လခွဲမှာတိပါတယ်အဲ့အချိုမုတ်ကပြတ်သွားတယ်အသားမုတ်လည်းပြတ်သွားတယ်အဲ့တော့ဘယ်လိုပြောရမလဲကြော်ချက်တဲ့ဥစ္စာတွေမှာလုံးဝဟိုပြဿနာတွေတက်သွားတာပေါ့နော်အဲ့ဒါကြောင့်မလို့ညီမတို့ပြောချင်တာအချိုမုတ်တွေအသားမုတ်တွေဟိုကိုသုံးတက်တဲ့ပမာဏပေါ်ရက်ကတက်လိုက်ပေါ့နော်တစ်လမှာရက်30ရှိတယ်ရက်30ဆိုတော့30ရက်90 100ရက်100လောက်ကတော့အဲ့ဒါမဖြစ်မနေအဲ့အတွက်ကိုချိန်ပြီးတော့ထည့်သွားမယ်ပေါ့နော်သွေးတူတဲ့အမျိုးအစားကြတော့လဲ2လခွဲ3လလောက်နဲ့ပြန်ရပါတယ်ညီမတို့ကြတော့သွေးမတူတဲ့အခါကျတော့အနည်းဆုံး3လကျော်ကြာတယ်ပေါ့နော်အဲ့ဒါလေးတစ်ချက်ပြောပါညီမအစားအစာကိုအပြည့်အကုန်ထည့်ပါညီမအစားအစာကိုလုံးဝထည့်သွားပါကိုရောက်ရင်ခါပြက်သွားပြီလုံးဝစားလို့ကောင်းလို့တောက်လို့ကောင်းလို့လုံးဝအားမွေးရတဲ့အချိန်ကျမှဟိုနေဘယ်လိုပြောအချိုးမမရှိတော့လို့စားလို့မရလို့ဘလုံးဝမရတော့တဲ့အဖြစ်တွေဖြစ်သွားမှာပေါ့နော်ငါ့ကိုလက်ရှိတော့အခုအဲ့လိုမျိုးဖြစ်နေတာဒီလောက်ထည့်လာပေါင်ထုတ်စီထည့်လာတော့မလောက်ပါဘူးအဲ့လိုမျိုးရှိတယ်ကျေးဇူးပါချိုက်တယ်လက်ဖက်တောက်မလားတဲ့အဲ့တော့ကျွန်မမတောက်တော့ဘူး coffee finish coffee တောက်တယ်လက်ဖက်ပါလဲမဆလာပါတော့ဘလို့လို့တောက်နိုင်ပါလဲအဲ့လိုမျိုးရှိရပါတော့ကျွန်မပြောချင်တာအတိတ်တွေကတော့လုံးဝဟိုစားတဲ့အခါစားတဲ့အစားအစာတွေကိုလုံးဝထည့်သွားပါပေါ့နော်အစားတဲ့အစားအစာတွေမရှိတော့တဲ့ခါကျရင်အဲ့မှာတကယ်အားမွေးရမယ့်အချိန်တွေမှာအားပြတ်ပါလိမ့်မယ်နော်အဲ့လိုမျိုးအခုညီမပြောချင်တာကအိန္ဒိယထွက်မယ်ဆေးသွားကုမယ်ဆိုရင်မြန်မာအစားအစာကိုလက်ကစ်တစ်လုံးနဲ့အပြည့်ထည့်ပါနောက်ထပ်တစ်ခု7ကီလိုထပ်တယ်ပါနော်အဲ့ဥစ္စာတွေကကျိန်းသေးတယ်ဒီမှာလုံးဝမစားနိုင်ဘူးညီမတို့လည်းမစားညီမတို့ကြောင်ကြာမှန်းစားတဲ့သူတွေတော့မစားနိုင်ဘူးအဲ့လိုလူမျိုးဆိုရင်ဟိုတခြားသူတွေဆိုရင်တော့ပြောမနေနဲ့ပေါ့နော်အဲ့လိုမျိုးတောသူတောင်သားတွေလည်းလာကုကြတယ်ကြောက်က transfer လောက်တာတွေရှိတယ် kidney transfer တွေရှိတယ်ဒါပေမဲ့သူတို့တွေလည်းမစားနိုင်ကြဘူးသူတို့တွေဆိုပူအောင်ဆိုတယ်ဒီရက်ပြန်အယိုးပြိုင်နဲ့အဲ့လိုဖြစ်သွားကြတယ်နော်ညီမတို့ဆိုမဖြစ်မနေတာဆိုတွေ့ရကြုံကြမှအကုန်ထိုးစားတဲ့သူတွေတောင်မှအဲ့လိုမျိုးတွေဖြစ်နေပါတယ်
ကျေးဇူးတင်ပါတယ်လေးပေါ်တက်တဲ့အခါကျရင်ညီမအစားအစာတစ်အချက်လေးပေါ်အိန္ဒိယကိုလာမယ်ဆိုရင်လေးပေါ်တက်တဲ့အခါကျရင်ညီမအစားအစာတွေလက်ကေတွေကိုထည့်ပါငပြဲတို့ဘာလို့ထည့်လို့ရပါတယ်ငချောက်တို့ဘာလို့ထည့်လို့ရပါတယ်လေးပေါ်တက်ကန်နေကြရင်ငချောက်တို့ဘာလို့လဲ2ထပ်3ထပ်ထပ်ပါမထပ်ဘူးဆိုရောဘင်ပတ်ခံရတယ်နော်ရောဘင်ပတ်ရင်တော့2000ခွဲပေးရတယ်ရောဘင်ပတ်ရင်တော့လက်ကေကိုရောဘင်ပတ်လိုက်တာပေါ့အဲ့ဒါဆိုရင်2000ခွဲပေးရတယ်နော်ညီမကျတော့အဲ့မှာငရမ်းကြောက်တပိတ်တာပါတယ်ပစုံကြောက်ကတပိတ်တာပါတယ်နောက်ပြီးတော့မြင်ငပိအား50သားပါတယ်အဲ့မြင်ငပိ50သားလဲကောငရမ်းကြောက်လဲကောပစုံကြောက်လဲကုန်တယ်အဲ့လိုမျိုးအကုန်လုံးကုန်သွားပြီးအဲ့ဒါတွေအကုန်လုံးအနံ့ထွက်လို့လေစိမ့်မာနေတခါရောဘင်ပတ်ပြီးမှလေးမော်တင်ပါတယ်အနံ့ထွက်တဲ့အတွက်ကိုကအနံ့မထွက်ချင်ဘူးဆိုအဲ့ဒါပလတ်စတစ်နဲ့တေချာပတ်ပါဒါအောင်မပတ်ချင်ဘူးဆိုတော့ဒီတိုင်းထက်ဒီတိုင်းအောင်စီရီနေအောင်လက်ကေတွေကိုပြည့်ကျက်နေအောင်ထည့်ပြီးတော့မှရောဘင်သွားပတ်လိုက်2000ခွဲပဲပေးရရောဘင်ပတ်တာပြီးသွားရင်လေးမော်အော်တိုရောက်သွားအိမ်ဒီရောက်တာနဲ့ကိုကနဲ့ကိုဖြုတ်ပြီးအဲ့ထဲကလက်ကေတွေကထုတ်ပြီးတော့စီပြီးတော့ချက်စားပေါ့နော်အဲ့လိုမျိုးဒါညီမတို့တွေ့ကြုံခဲ့တဲ့အခက်အခဲကိုပြောတာပါညီမအစားအစာသူများတွေဒီလောက်အတန်ပြောထားတဲ့ကြားတွေကနေညီမထည့်လာတဲ့ဥစ္စာနော်အချုံမုတ်ဆိုတထုပ်ပေါင်ထုတ်ကြီးတထုပ်အသားမုတ်ဆိုပေါင်ထုတ်ကြီးတထုပ်ပြီးတော့စိမ့်စားငပိဆိုရင်50သားပစုံကြောက်ဆိုတပိတ်သားငရမ်းကြောက်ဆိုလည်းတပိတ်သားငပြဲတော့မပါဘူးပေါ့နော်ဒီမှာဝယ်မယ်လို့ဆိုပြီးတော့ပဲဗာလဲခရူးစီလည်းမပါဘူးပေါ့နော်ဒီမှာဝယ်မယ်လို့ကျမကတွက်လိုက်ပါတယ်တွက်ပြီးတော့ကျမထည့်လာတယ်ဒီလဲရောက်လဲဘာတစ်ခုမှမရှိပါဘူးရှင်အဲ့ဒါလေးကိုကျမပြောပြတာပါနော်ဟုတ်ကျေးဇူးပါ slow sound slow okay